ဒီနေ့မှာတော့ဆွမြတ်သွားခဲ့တဲ့တခင်ကိုလိုက်ရှာခဲ့တဲ့ခွေးတောင်ရဲ့ဇလန်းကြောင့်ကိုပြပြချင်ပါတယ်ကီလိုမီတာ100ကျော်ခရီးကိုလမ်းလျှောက်ခဲ့ပြီးဆွမြတ်သွားတဲ့တခင်ကိုလိုက်ရှာခဲ့တဲ့ခွေးတောင်ရဲ့ဇလန်းဟာလူသားတွေအတွက်သစ္စာဆိုတာပါလဲဆိုတော့မြေကိုပြန်လည်စဉ်းစားစရာဖြစ်စေခဲ့တဲ့ဒီဇလန်းလေးရဲ့အစမှာတော့လေဆန်တီယာဂိုမာတီနာဆိုတဲ့လူတစ်ယောက်ကပါဝင်ပါတယ်ဆန်တီယာဂိုကတော့နှစ်စဉ်နှစ်တိုင်းအားလည်းရောက်တယ်မှာတော့သူ့ရဲ့ကိုရန်ရူချူပါခွေးလေးနဲ့အတူခရီးထွက်လေရှိတယ်ခရီးထွက်တိုင်းလည်းသူ့ရဲ့ခွေးလေးကိုသွားတာသူ့အတွက်အလေးချက်တစ်ခုလိုဖြစ်နေတယ်အဲ့ဒီနှစ်မှာလဲဆန်တီယာဂိုကအပန်းပြေတစ်ခုခရီးတစ်ခုအဖြစ်အဘူကာကီမြို့ကိုသွားဖို့သူကစဉ်းစားခဲ့တယ်အစာပိုင်းမှာတော့အရင်နှစ်တွေလိုပဲသူ့ရဲ့ကိုရန်ရူပါခွေးလေးကိုခေါ်သွားဖို့ဆုံးဖြတ်ထားခဲ့တဲ့အတိုင်းပဲခီလန်တော့ရောက်တော့သူစိတ်မှာပြောင်းလဲမှုတွေရှိခဲ့တယ်။သူသွားမယ့်နေရာတိုင်းကိုခွေးလေးကိုခေါ်သွားတာအလုံးရှုပ်တဲ့စိတ်ပင်ပန်းတယ်လို့ထင်လာခဲ့တယ်။အဲ့ဒီအထူးတစ်ချက်ကြောင့်ခွေးလေးရဲ့ကကြမှာတော့ပြောင်းလဲသွားခဲ့ရတယ်။လန်တော့မှာရှိတဲ့တစီဆိုင်ကိုရောက်တဲ့ခင်စတီယာကခွေးလေးကိုကားရဲ့စင်ကိုင်းမီဒီမှာခဏနေအောင်ဆိုပြီးခွေးလေးကိုခြံထားရက်ခဲ့တယ်။ခွေးလေးကတော့အမြဲလို့တကင်းသားကိုလိုက်နေကြဖြစ်လို့ဘာမှမသိပဲထိုင်ဆောက်နေခဲ့တယ်။ဒါပေမဲ့ကားရင်ချတန်ကဗီဒီယိုထားတယ်မကြခင်မှာပဲတကင်းကမျက်စိရှိရနဲ့ပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီအချိန်မှာခွေးလေးကဆစ်ရှုပ်တွေးစွာနေရာတစ်ဝိုက်ကိုလိုက်ကြည့်တယ်လမ်းဘက်ကိုပြေးလိုက်တယ်တခင်ကိုရှာဖွေနေခဲ့တယ်ဒါမှတခင်ကတော့ပြန်မလာခဲ့တော့ပါဘူးဒီလိုနဲ့ခွေးလေးကတော့လမ်းမပေါ်မှာတယောက်တည်းကျန်ရစ်ဖြစ်သွားခဲ့ရတယ်ဒီလိုနဲ့တရက်ပြီးတရက်စုစုပေါင်းခွေးရတော့ကြောင်ခွေးလေးကလမ်းမပေါ်မှာနေထိုင်ခဲ့ရတဲ့အစားအစာလည်းမရှိဘူးရေရလည်းမလုံလောက်ဘူးမိုးတွေနေအောင်လေးကားတွေကြားထဲမှာအသက်အန္တရာယ်ကိုရဆိုင်ရင်ခွေးလေးကတခုတည်းသောအရာကိုပဲလှုပ်ဆောင်ခဲ့တယ်သူတကယ်အနှံ့ကိုခံပြီးလိုက်ရင်းနဲ့100ကီလိုမီတာကျော်ခရီးကိုလမ်းလျှောက်ခဲ့တယ်လမ်းတစ်လျှောက်မှာအမိုက်ပုံးတွေအစားအစာတွေနဲ့ငယ်ရှာစားတယ်ဒီကန်တိတိလေးတွေမွေးတွေကိုတောင်းရင်အသက်ဆက်ရှင်ခဲ့တယ်ရေလုံးမျက်လုံးထဲမှာပျော်ရွှင်မှုမရှိတော့ပဲပင်ပန်းတဲ့မူဆာလောင်မှုနဲ့မလုံခြုံမှုတွေပြည့်နှက်နေခဲ့တယ်ဒါပေမဲ့သခင်ကိုတွေ့ရှင်တဲ့စိတ်တစ်ခုအားပဲခွေးလေးကိုရှစ်ဆက်လန်းနိုင်အောင်တွန်းအားတွေပေးခဲ့တယ်နောက်ဆုံးမှာတော့ခွေးလေးရဲ့သခင်ဖြစ်တဲ့သူစန်တီယာကိုအပန်းဖြေတဲ့ကမ်းခြေကိုရောက်ရှိလာခဲ့တယ်လူအများကြားမှာသူ့သခင်ကိုရှာဖွေနေခဲ့တဲ့ခွေးလေးကတော့အချိန်နဲ့ငယ်ကြပြီးနောက်မှာတော့ခွေးလေးရဲ့နှလုံးထဲကိုသူ့သခင်ရဲ့ပုံရိပ်လေးတစ်ခုဝင်လာခဲ့တယ်စန်တီယာကိုကတော့ခွေးလေးကိုပြန်တွေ့လိုက်တဲ့အချိန်အံ့ဩသွားပါတယ်သူ့အမားအတွက်လည်းနောင်တရရန်ရခဲ့ပါတယ်သူကခွေးလေးကိုပြေးပွေဖက်ဖို့ပစ္စည်းပြေးသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာခွေးလေးရဲ့စိတ်ထဲမှာသစ္စာနဲ့နာကျင်မှုတွေဒစိမ့်နဲ့ရှိနေခဲ့ပါတယ်မြင့်မြင့်တက်တက်တယောက်ကတော့ခွေးလေးရဲ့မျက်လုံးထဲမှာအချစ်နဲ့ဒေါသနှမျိုးလုံးတစ်ချိန်ထဲမှာမြင်ရတယ်လို့ပြောခဲ့ပါတယ်နောက်ခက်တက်လည်းမှာပဲခွေးလေးကစန်တီယာဂိုရဲ့လက်မောင်းကိုအားရပါရကိုက်လိုက်ပါတယ်မထင်မှတ်တဲ့အဖြစ်အပျက်ကြောင့်စန်တီယာဂိုကနာကျင်စွာអော်လိုက်ရတဲ့ပတ်ဝန်းကျင်ကလူတွေပါအားသွင်းသွားရတာပေါ့အချို့ကတော့ဒါလက်စားချခြင်းမဟုတ်ဘူးတစ္ဆာနဲ့နာကျင်မှုရဲ့အတန်တိဩဒန်လို့သုံးသပ်ခဲ့ကြတယ်။ကိုက်ပြီးတဲ့ခွေးလေးကတော့ဘသူ့ကိုမှမကြည့်တော့ပဲလန်တစ်ဖက်ကိုခြာကနေလက်ထပ်သွားတယ်။လမ်းပေါ်မှာတကယ်တစ်ကိုရှာနေတယ်လို့ဒါမှမဟုတ်ကိုဘောအတစ်ကိုရှာနေတယ်လို့တိတ်တဆိတ်လေးရှောက်သွားနေခဲ့တယ်။အဲ့ဒီအချိန်မှာမိသားစုတစ်ခုကခွေးလေးကိုတွေ့ရှိခဲ့တယ်။သူတို့ကခွေးလေးရဲ့တိတ်ဇလန်ကိုအပြေဝမကြည့်ခဲ့ကြပေမဲ့ခွေးလေးရဲ့မျက်လုံးထဲမှာတော့နာကျင်မှုတွေတစ်တီတွေကိုတွေ့ခဲ့ရတယ်။ဒါကြောင့်ခွေးလေးကိုမွေးဖို့သူတို့ကဆုံးဖြတ်ခဲ့တယ်မိသားစုတစ်ကတော့ခွေးလေးကိုကာမီနိုလို့နာမည်ပေးခဲ့တယ်ကာမီနိုဆိုတဲ့အဓိပ္ပာယ်ကတော့စပိန်ဘာသာနဲ့လမ်းလို့အဓိပ္ပာယ်ရပါတယ်အခက်ကျန်းတဲ့လန်ကီတခြားကိုတစာကိုမလွတ်မပြောင်းအောင်တင်ဆောင်လာခဲ့တဲ့ခွေးလေးအတွက်ကတော့အမတ်တရားနာမည်လေးပဲဖြစ်ပါတယ်နောက်ပိုင်းမှာကာမီနိုရဲ့တပ်ပုံတွေဗီဒီယိုတွေကိုမိသားစုတစ်က Facebook တွေ TikTok တွေမှာတင်လိုက်တဲ့အခါလူအများပြဒီဇလန်ကိုတိလာခဲ့ပါတယ်တစ္ဆာဆိုတာဗာလဲစွန့်ပစ်ခံခြင်းကစိတ်ကိုဘလောက်ထိနာကျင်လဲဆိုတဲ့အကြောင်းတွေကိုလူတွေကဆွေးနွေးလာခဲ့ကြပါတယ်ဒီဇလန်လေးကတော့တစ္ဆာရှိသူကအမြဲတမ်းပြန်မရောက်နိုင်ဘူးဆိုတဲ့သင်ခန်းစာကိုလူသားတွေကိုတိတ်တဆိတ်တင်ကြပေးတဲ့ခွေးလေးကာမီနိုရဲ့ဘဝဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်